Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်စိုက်ပြေးမှာလုပ်တဲ့သူတွေရေစုပ်အားကောင်းတဲ့ဆက်တစ်ခုကိုကျွန်တော်မဲဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ဖောက်လိုက်တဲ့အခါမှာဂျိုးကသူတို့ပေးထားတဲ့ဂျိုးကျွန်တော်ကမလောက်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်စီမှာရှိတဲ့ဝါယာနဲ့ကျွန်တော်ဆက်လိုက်ပါတယ်အဲ့ဒီကျွန်တော်ဟွာကိုကြည့်ကြမှကျွန်တော်ဆက်လိုက်တာဖြစ်ပါတယ်ခင်ဗျာနော်အဲ့လိုမျိုးကြိုးဆက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ရေထဲကိုဒီရေစုပ်ဆက်ကိုကျွန်တော်ထားလိုက်တာပေါ့ပြီးလို့ရှိရင်မိကျိုးကိုကြတော့ကျွန်တော်မိုးတွေပါတွေရွာတဲ့ခါမှာကျွန်တော်ခုနဆက်တဲ့နေရာမှာမိုးရေတွေပါတွေမထိမှာဆိုလို့ကျွန်တော်ပိုက်တစ်ခုနဲ့ကျွန်တော်ပိုက်ထဲကိုထည့်ပြီးမှဝါယာကိုကျွန်တော်ဆွဲလိုက်တယ်အထဲကိုထည့်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးတွေလှုပ်တာကတော့မိုးရေတွေကောင်းတာပေါ့လေနော်ခံတာပေါ့ပြီးလို့ရှိရင်ကျွန်တော်စကားပိတ်ရတယ်ဒီရေစုပ်တဲ့နေရာမှာကြာလို့ရှိရင်ကြီးတွေပါတယ်မြေကြီးတွေပါတယ်ကတ်လို့ရှိရင်ရေစုပ်အားမကောင်းမှဆိုလို့အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီစကားကိုကျွန်တော်ခေဘဒိုင်းနဲ့ကျွန်တော်တေချာလေးချီပြီးမှရေထဲကိုထည့်ရတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်သူတို့ကနောက်ပိုင်းကြာလို့ရှိရင်ရေစုပ်အားမကောင်းဘဲနဲ့ကြီးတွေတက်ပြီးမှရေတွေမရောက်မှဆိုလို့ပေါ့အဲ့လိုမျိုးတွေပြီးလို့ရှိရင်ကျွန်တော်ဘုံထဲကိုထည့်ရမှာတခါတည်းဒီတိုင်းထိုးထည့်လို့ရှိရင်တော့အဆင်မပြေဘူးလေဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီတိုင်းထိုးထည့်လို့ရှိရင်ဒီကတော်တော်လေးတယ်ဆိုတော့ဟိုအောက်ထည့်ရောက်ပြီးမှမြေကြီးထဲကိုရောက်သွားပြီဆိုလို့ရှိရင်ရေစုပ်လို့ရမှာမဟုတ်ဘူးအဲဒါကြောင့်မို့ကျွန်တော်ဘုံတစ်ခုခံပြီးမှထည့်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ကျိုးတွေကိုတေချာချီတယ်နော်အဲဒီမိကျိုးတွေကိုကျွန်တော်တေချာချီတယ်ကျိုးကကျွန်တော်တက်မလောက်လို့ပြီးလို့ရှိရင်အဲ့ဒီမှာansi ball လို့ပြောမှာပေါ့ဘာလို့ရှိရင်ဒါမီးကိုထိုင်းပေးတဲ့ဘောပေါ့လေဒီဆက်အတွက်ကျွန်တော်အင်တမရေးကြည့်တဲ့ဒါ ansi ball တစ်ခုပေါ့ဒီ ansi ball ကိုကျွန်တော်တက်လိုက်တယ်အဲ့ဒါတခုကောင်းတာဒီဟာသူစီမှာရှိပြီးသားเนาะအဲ့ဒါဒီတွေပါလေသူကကုန်ရှိပြီးသားလောင်သွားမှဆိုရင်လည်းပဲအဲ့ဒါတွေလေးရမှာတခုမိအားတယ်ပါတခု short ပြရင်လည်းအဲ့မှာပဲဖြစ်မှာကျန်တဲ့နေရာမှာဆိုလို့ရှိရင်မဖြစ်ဘူးပေါ့နော်အဲ့တော့မျိုးလိုရှိတယ်ဒီကောင်တခုရအားသားချက်ကတော့ပြီးလို့ရှိရင်အမှပလက်ကျိုးတွေပါတယ်တေချာသူရှိပြီးသားမီဂျိုအမှဆက်ထားတယ်မီဂျိုလေးလွေပါတယ်ဒါသူအနီးဆိုရင်အနီးနေရာမှာဆက်လိုက်တယ်အပြာဆိုရင်အပြာပြီးလို့ရှိရင်ချောကလက်ရောင်ဆိုရင်ချောကလက်ရောင်မှာဆက်လိုက်တယ်နော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီအစိမ်းရတော့ဘယ်လိုပြောမလဲမိုးကျိုးလေးပေါ့ပြောရမယ်ဆိုလို့ရှိရင်ဒီမိုးကျိုးလေးကတော့တိတ်မရှိဘူးတိတ်မသုံးဘူးเนาะအဲဒါကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံမှာပြောလို့ရှိရင်တစ်ခါတော့မီးချင်နေပြောလို့ရှိရင် short ဖြစ်တာများတယ်အခုဒီကောင်တွေကတေချာလည်းမျိုးတွေမီးကျိုးကလေးခုတောင်ရှိတယ်ဆိုတော့အဆင်ပြေတယ်လေမိုးကျိုးပြင်းလည်းလွေးတော့ပေါ့အဲ့လိုမျိုးလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တေချာလေးချီရပါတယ်သူအဲ့လိုမျိုးခလုတ်တွေလည်းရှိတယ်နော်ခလုတ်ဟိုမှာအနီအောင်လေးကိုတွေ့တယ်မလားအဲ့ဒီခလုတ်ရှိတယ်ပြီးလို့ရှိရင်ပြီးသွားပြီဆိုလို့ရှိရင်အနေတေချာပိတ်အဲ့လိုမျိုးပေါ့နော်ဒီကောင်ကအဲ့မှာအဲ့လိုမျိုးတက်ထားတာလေးအဲ့လိုမျိုးတက်ထားပို့ဆင်ပြေတယ်အဲ့မှာမီနူးတွေရှိပြီးသားနော်အဲ့မှာမီနူးတွေရှိပြီးသားအဲ့ဒီမီနူးအတိုင်းပဲကျွန်တော်တက်လိုက်အောင်ပဲနော်ဟိုဆက်တကယ်လို့များကျိုးအဲ့လိုကိုယ့်ရဲ့လုံးမဲ့ဟာကမရှိအဲ့လိုရေနဲ့မဝေးဘူးဆိုလို့ရှိရင်မိကျိုးဆက်စရာမလိုဘူးလေကျွန်တော်ကရေနဲ့နည်းဝေးလို့ကျွန်တော်မိကျိုးဆက်တာဖြစ်ပါတယ်နော်ဒါဆက်လက်ပြီးလို့ရှိရင်ဆက်လက်ပြီးဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ကျွန်တော်အဲ့ဒါကြောင့်နည်းဝေးတယ်အဲ့လိုမျိုးဝေးတဲ့ကြောင့်ကျွန်တော်မိကျိုးဆက်ရတာပေါ့လေနော်ဝါယာလေးဆက်ရတာဖြစ်ပါတယ်နော်ခုတော့စင်ပြီးပြီဆိုတော့စာမောင်းလို့ရပြီနော်စာမောင်းကြည့်မယ်စာမောင်းကြည့်မယ်နော်အမှန်လိုက်ပြီโอเคနှုံးလိုက်ပြီမှာတွားနေပြီမှာကောင်းတယ်နော်ဟိုချက်ချင်းပဲနော်သူကဒါဒီရေနည်းနည်းလေးဆိုမဲ့အထင်သေးလို့မရဘူးနော်တော်တော်ရေအပြင်းတယ်နားနေကျွန်တော်လိုက်ပြပေးမှာပုံမှာဒီရေကသူ့မှာကြည့်လိုက်
ဒါပိုက်ကဘယ်လောက်ဟိုအထွက်ပိုက်ကဘယ်လောက်လဲဆိုလို့ရှိရင်50 mm နော်50 mm 50 mm ဖြစ်ပါတယ်ဒီပိုက်ဟိုဒီကောင်အခုတက်ထားတဲ့ပိုက်က50 mm ဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်စာမောင်းတော့မယ်နော်โอเคမောင်းနေပြီโอเคဒီပိုက်ပါနော်ဒီပိုက်ပါဟိုးတောင်းတော့ကျွန်တော်ဟိုရေရောက်တဲ့ထိကျွန်တော်လိုက်ပြပေးမယ်နော်ဒီကောင်ကကျွန်တော်ထင်တယ်ဟိုဟာပေအမြင့်ပေရတော့ဟိုဟာ200 300လောက်ရှိမှာနော်ကျွန်တော်လိုက်ပြပေးမယ်ဟိုအောက်ကဟိုအောက်ကနေဒီမှာဟိုကနေတင်တာဒီပိုက်နော်ဒီပိုက်ဒီပိုက်ပါအိုးမရေရောက်လာမရောက်လာဆိုတော့ရေရောက်တဲ့နေရာကိုကျွန်တော်ပြပေးတယ်အပေါ်မှာရေတန်ကြီးရှိတယ်အဲ့ဒီရေတန်ကြီးဖြစ်ရေရောက်တဲ့ဖြစ်တော့လိုက်ပြပေးပါမယ်မြင်တော့ရရေတင်တာဟိုပိုက်ပါနော်ဟိုနေတင်တာဟိုအောက်ကနေဒီမှာရေတန်ကြဒီမှာရေရောက်လားမရောက်လားဆိုတော့ကျွန်တော်ခုပြမယ်နော်ဒီပိုက်နော်50 mm နော်ဒီပိုက်50 mmကျွန်တော်ထင်တယ်ရေရောက်တယ်ဟိုမှာဒီအတန်ကြားတယ်နော်ဟိုအဲ့လောက်နော်အဲ့လောက်ထိရောက်တယ်ဟိုဆက်အားကဘယ်လောက်မှဟိုဟာလား 2.4 အဲ့လောက်ပဲနော် HP 2.4ဒါဒီရေကရေလောင်ထားတာနော်ဒီလောက်ရှိပါတယ်တော့နော်အဆင်ပြေတယ်အဲ့ဒါဒီလိုမျိုးဒူးရင်ချမ်းပါရေရပေါင်းရဟိုကလက်စီရပါရစားမယ်ဆိုတာတဲ့ဟိုကလက်စီမီရလို့ရှိရင်တော့ဒီလောက်နော်ဒီလိုမျိုးရေတန်ကြီးတွေတုပ်ပြီးမှဒီလိုရေတွေရေတန်ကြီးလည်းမဒီလိုရေပါတယ်စင်မမော့လေဒီလိုရေပါတယ်စင်မပေါ့ခြံထဲမှာပေးမယ်လို့မျိုးโอเคဒါဒူးရင်ခြံလေးဖြစ်ပါတယ်ရေတင်တဲ့ဟာပါကျေးဇူးပါ